အားလုံးပဲမင်္ဂလာပါ Football Chapter Channel လေးကနေကြိုဆိုပါရဗျကမ္ဘာဖလားလေးနေပြီဆိုတော့ကမ္ဘာဖလားအကြောင်းပြောလိုက်အောင်ဒီနေ့တော့ဒီ Silent Killer ဖြစ်လာနိုင်တဲ့ဂျာမနီအကြောင်းပြောကြရအောင်နောက်ပိုင်းကမ္ဘာဖလားအကြောင်းပြောပြီးဆိုရင်ဂျာမနီအသင်းဒီချန်ပီယံဖြစ်နိုင်တဲ့စီးရင်တွေကနေနေထားကြတယ်တချို့ကလည်းတိတ်တတိမထားကြမိဒီအသင်းကိုနည်းနည်းလေး short ထွက်ထားကြတယ်ပေါ့ဒါလည်းသူတို့အသင်းရဲ့ဒီ2018နဲ့2022ကမ္ဘာဖလားရလက်ဆိုးတွေကြောင့်လို့ပဲထင်တယ်ဗျဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ရင်ဒီဂျာမနီဒီအစင်အလာကြီးမှအသင်းတစ်သင်းဖြစ်တယ်ဗျဒါကြောင့်ပဲဒီနေ့ဗီဒီယိုမှာတော့ဒီဂျာမနီအသင်းကအခုလာမဲ့ကမ္ဘာဖလားဘာကြောင့်ချန်ပီယံဖြစ်နိုင်တာလဲဆိုတာကိုဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဂျာမနီအသင်းပြိုင်ပွဲတစ်လျှောက်တွေ့နိုင်တဲ့အသင်းတွေကိုအရင်ကြည့်ကြည့်အောင်ဗျဂျာမနီအသင်းဒီအုပ်စုအဆင့်မှာအက်ကွေဒေါရဲ့ Ivory Coast ရဲ့ကူရာဆာအိုတို့နဲ့အတူ Group E မှာတွားကြတယ်ဗျဂျာမနီအတွက်အုပ်စုအဆင့်မှာအခက်အခဲသိမ့်မရှိနိုင်ဘူးလို့ထင်တယ်ဗျ။ဟုတ်တယ်ဆိုဒီအက်ကွေဒေါတသိန်းလောက်ကသာဂျာမနီကိုခက်ခဲအောင်လုပ်နိုင်ပါတယ်ဗျ။ Ivory Coast ကအောင်မှာကြောတယ်ဆိုပေမဲ့ဒီအက်ကွေဒေါနဲ့နှိုင်းဆိုင်တော့ဂျာမနီကိုတိတ်တုတ်ခပေးနိုင်မှာထင်ဘူးဗျ။ဒီတော့ဂျာမနီအသင်းကပဲအုပ်စုပထမနဲ့ရှုံးထွက်အဆင့်ကိုတက်လာနိုင်တယ်ထင်တယ်ဗျ။ Knockout stage 32သင်းအဆင့်မှာဂျာမနီအသင်းဒီ Group A B C D F ကအကောင်းဆုံးတတိယနေရာကနေတက်လာတဲ့အသင်းတွေကတသင်းနဲ့တွေ့နေတယ်ဖြစ်နိုင်နေရှိတဲ့အသင်းတွေကကိုရီးယား Republic ရဲ့ Czech Republic Bosnia and Herzegovina Scotland ရဲ့ Morocco ရဲ့ American ရဲ့ Paraguay ရဲ့ Australia ရဲ့ Turkey Japan အမှု Sweden အဲ့အသင်းတွေဖြစ်နိုင်တယ်ဒီနေရာမှာဒီ group D က၄သင်းလုံးထည့်ထားရတာကဒီအသင်း၄သင်းတော့တသင်းနဲ့တသင်းကြားမှာခြေစမ်းကလည်းတိတ်မကွာကြသလိုပဲ group D ကလည်းအခုကမ္ဘာဖလားမှာပေါ့ခံမအခက်ဆုံး group ဖြစ်တယ်လို့ထင်တယ်ဗျ။ဒါနဲ့ပတ်သက်ပြီးနောက်ဗီဒီယိုမှာအကျယ်တုံးရှင်းပြပေးမယ်ဗျ။ဒါကြောင့်စိတ်ဝင်စားရင်တော့ဒီ subscribe လေးလုပ်ပြီးတော့ဘေးနားခေါင်းလုံးလေးကိုနှိပ်ထားပေးကြပါဦးဗျ။ဂျာမနီအကြောင်းပြန်ဆက်ရရင်ဒီအသင်းတွေထဲမှာဂျာမနီအတွက်ခက်ခဲနိုင်တာမော်ရိုကိုရဲ့တူရကီရဲ့ဂျပန်ရဲ့ဆွီဒင်ရဲ့ဒီ၄သင်းတွေကတသင်းပဲဖြစ်နိုင်တယ်ဗျဒီအဆင့်တွေကိုကြော်ရင်တော့ဂျာမနီအတွက်တကယ်ဆောင်မွေးရလာပြီဗျ16သင်းအဆင့်မှာ Group I ရဲ့အုပ်စုပထမနဲ့ကြော်ဖြတ်လာနိုင်တဲ့အသင်းနဲ့တွေ့မှာဗျအဖြစ်နိုင်ဆုံးပြင်သစ်ဗျပြင်သစ်ကဒီပိုဆွဲဖို့ရေပန်းအစားဆုံးအသင်းတွေကတသင်းဗျလူငယ်ခြေတက်တွေနဲ့ဖွဲ့စည်းထားတဲ့အစုအဖွဲ့ရဲ့ပြီးတော့ဒီလူငယ်တွေကိုတေချာကင်တွယ်နိုင်ပြီးအတွေ့အကြုံရင်းချက်တွေရဲ့နီးပြတမ်းချန်ဥဆောင်လာမှာဆိုတော့ပြင်သစ်ကဂျာမနီအတွက်ရှောင်လွှဲလို့မရတဲ့ပြဿနာတစ်ခုဖြစ်လာနိုင်ပြီးဒီဖြည့်ရှင်းရမယ့်ပုံစံတစ်ပုံလည်းဖြစ်ဒီနေရာမှာပြင်သစ်မဟုတ်ပဲနော်ဝေးလည်းဖြစ်လာနိုင်တယ်ပြင်သစ်ကောင်းမှန်းသိပေမဲ့နော်ဝေးနဲ့စီနီဂေါတို့ကလည်း short တွက်လို့မရတဲ့အနေအထားမှာရှိတော့ဒီပြင်သစ်ကိုအုပ်စုအတွင်းမှာပဲကောင်းကောင်းကြီးကိုဒုက္ခပေးလာနိုင်တယ်ဗျဒါကြောင့်ပထမနေရာပြင်သစ်အတွက်ပါပဲလို့လည်းတက်အကြီးပြောဖို့ခက်တယ်သူပြင်သစ်ကိုကြော်နိုင်ခဲ့ရင် quarter final မှာနယ်သာလန်နဲ့ထိပ်တိုက်တွေ့နိုင်ရရှိတယ်ဗျ။ Dutch တွေကလည်းအသင်းကောင်းတစ်သင်းဆိုပေမဲ့ဂျာမနီသာသူ့လို့သူလုံးပြင်သစ်လောက်တော့ခက်ခဲလောက်မှမထင်ဘူးဗျ။ Dutch တွေကိုသာဖြုတ်ချနိုင်ခဲ့စီမီမှာစောင့်နေမှအသင်းကစပိန်လို့ထင်တယ်ဗျ။စပိန်ကသူတို့ရဲ့ဒီညံ့ညောတဲ့ကစားဟန်ကိုပြီးခဲ့တဲ့ယူရိုနဲ့ Nation League ပြိုင်ပွဲမှာပြသခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့တောင်ပန်နဲ့ကွင်းလျာကောင်းသလားအထောင်တိုက်စစ်မှုနဲ့ဒီဘူကန်စစ်နေရတဲ့အတွက်လုံလောက်တဲ့ကောင်းမှုမရှိတာကလည်းဂျာမနီအတွက်အခွင့်အရေးတစ်ခုဖြစ်လာနိုင်တယ်ဗျ။ Final သာတက်နိုင်ခဲ့ရင်အင်္ဂလန်ဒါမှမဟုတ်ပေါ်တူဂီဒါမှမဟုတ်အာဂျင်တီးနားဒီအသင်းတွေကတသင်းနဲ့တွေ့နိုင်တယ်ဗျ။သုံးသင်းစလုံးကတော့ Final တက်ဖို့လုံလောက်တဲ့ကစားသမားအစုအဖွဲ့နဲ့စမ်းဆောင်ရကောင်းနေရှိတော့ဂျာမနီအတွက်ပြင်သစ်ပြီးရင်နောက်ထပ်အခက်အခဲဆုံးပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ယူဆမိရဗျ။ဒါကတော့ပြိုင်ပွဲတစ်လျှောက်မှာဂျာမနီအသင်းရေဆိုင်ရနိုင်နေရှိရဲ့ပြိုင်ဘက်အသင်းတွေကိုဖော်ပြခဲ့တာဗျ။ဒုတိယအချက်အနေနဲ့ကတော့သူတို့ရဲ့ squad တက်ကိုဖြန့်မှန်းကြည့်ကြအောင်ဗျ။ဂျာမနီကိုလူတွေ short တွေ့ကြတာဒီသူတို့အသင်းရဲ့လူတွေတိတ်တရိမထားမိတဲ့ underrated player တွေကြောင့်ပဲလို့ထင်တယ်ဗျ။ဒီအချက်ကဘယ်လောက်ထိအရေးပါလဲဆိုတာကိုနောက်ပိုင်းမှာကျွန်တော်ဆက်ပြောပြမယ်ဗျ။ဂျာမနီအသင်းကသူတို့ရဲ့အပိသက်လူစင်းကိုမေလ21ရက်နေ့မှာတရားဝင်ထုတ်ပြန်မယ်လို့ဒီဂျာမန်ဘောလုံးဖွဲ့ချုပ်ကကြီးညာထားတယ်ပေါ့ပြီးတော့သူတို့ရဲ့ဒီဖြစ်လာနိုင်ပွဲလူစင်းကိုခံမှန်းကြည့်ရရင်အရင်ဆုံးဒိုင်ယာကြောင့်ခြံလက်ခံနိုင်တာကဂုဒ်မတ်တာစတီကန်နောက်ပြီးရင်ဘိုင်ယန်ဆက်ခနာဘရီရဲ့
ပြီးတော့ဂိုးသမားမန်ဝင်နီဝါကလည်းနိုင်ငံတကာပွဲစဉ်တွေကနေအနားယူလိုက်တော့အဓိကဂိုးသမားနေရာမှာကစတုကတ်အသင်းရဲ့ဂိုးသမားနူဘယ်ဖြစ်လာနိုင်တယ်ဗျ။သူကလည်းတော်တော်လေးတည်ငြိမ်တဲ့ဂိုးသမားတစ်ယောက်ဖြစ်တယ်ဗျ။နောက်အရန်အနေနဲ့ကတော့ဒီမိုချင်ဂလာဘတ်က Morris Nicholas သူကြောင့်33ပွဲကစားထားပြီးတော့ clean sheet 12ပွဲရထားတယ်ဗျ။နောက်တော့ဒီ Hoffenheim ဂိုးသမား Olivier Baumann နဲ့ Aspa ရဲ့ဂိုးသမား Finn Darman တို့ဖြစ်တယ်ဗျ။နှစ်ယောက်လုံးကတော့ Bundesliga 33ပွဲကစားပေးထားပြီးတော့ clean sheet 9ပွဲနဲ့5ပွဲစီအသီးသီးရထားကြတယ်ဗျ။ဆိုတော့သူ3ယောက်ထဲကနေ2ယောက်ရွေးချယ်ခံရတယ်။တစ်ဖက်ဆက်အပိုင်းဆက်ပြောရရင်စန်တာဘတ်မှာက Jonathan Tah ရဲ့နောက်ဒေါမွန်နောက်ခံလူတွေဖြစ်ကြရဲ့ Chalobah နဲ့ Anton ရဲ့နောက် Real Madrid နောက်ခံလူ Rudiger လို့ကစားသမားကောင်းတွေပါတယ်ဗျ။အရန်အနေနဲ့ကတော့ဒီ Freiburg နောက်ခံလူ Matthias Ginter လို့အတွေ့အကြုံရင်းချက်တဲ့သူတွေနောက် Newcastle နောက်ခံလူ Malik Thiaw လို့ဒီလူငယ်တွေပါလာနိုင်တယ်ဗျ။ဖူပတ်တွေအနေနဲ့ကဒီ Stuttgart က Maximilian Mittelstadt ဆိုတာပြန်ပါလာတယ်ဗျဒီကစားသမားသူကယူရို2024တော့ဂျာမနီအသင်းရဲ့ဘယ်ချမ်းမှာအဓိကနောက်ခံလူအနေနဲ့တွေ့ခဲ့ရတယ်။လိုက်စစ်လိုက်နိုင်ဆိုတာတော်တော်လေးကောင်းမွန်တဲ့ကစားသမားလေးဖြစ်တယ်။ Leipzig ကယူရိုကတော့ရွေးချယ်ခံရနိုင်ပေမဲ့အရန်အနေနဲ့ပဲပါဝင်ဖို့များတယ်။ပြီးရင်ညာချမ်းမှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲဒါ Joshua Kimmich ပဲပေါ့။အရန်အနေနဲ့ကတော့ Brown ပါဝင်အားဖြစ်ခိုင်းတယ်လို့ထင်တယ်ဗျ။ဒီနေ့ရာဒီ Frankfurt အသင်းမှာ32ပွဲကစားပြီးတော့4ဂိုးသွင်း4ဂိုးဖန်တီးထားတယ်ဗျ။နောက်ချက်က22နှစ်ပဲရှိသေးတော့တွက်လက်ဖြစ်လို့မှုအပိုင်းမှာတန်စရာဝင်စရာမရှိဘူးဗျ။ကွင်းလယ်အင်ဂျင်ပိုင်းကိုဆက်ပြောရရင်ဒီ Goretzka တို့နောက် Brighton က Gross တို့နောက် Bayern Munich အသင်းရဲ့ဒီလူငယ်ကွင်းလယ်ကစားသမား Palkovic တို့နောက် Stuttgart ကကွင်းလယ်ကစားသမား Stella တို့နောက် Leeds က Anton Stad နဲ့ဒီ Brentford က Janelt တို့ဖြစ်ပုံများရဗျ။ဒီနေရာမှာ Stella တို့ Janelt တို့ကတိတ်ပြီးတတိမထားမိကြ underrated ကစားသမားတွေဗျ။နောက်Leeds က Stad ဆိုရင်လည်းဒီတိုက်စစ်ပါလိုက်ပါကစားနေတဲ့ player တယောက်ဗျ။တိုက်စစ်ပိုင်းသွားရင်ဗျ Musiala တို့နောက် Florian Wirtz တို့လို quality player တွေရှိတယ်လို့ပဲဒီ Leon Sané တို့ Kai Havertz တို့လိုကစားသမားတွေလည်းရှိတယ်။နောက် Newcastle က Otamendi တို့နောက် Brentford က Shea တို့နောက် Stuttgart က Andaf တို့ Lewandowski တို့လိုကစားသမားရဲ့အပြင်မှာဒီ Bayern လူငယ်ကျယ်ပွင့်ပေါ့လန်နာကာလည်းပါဝင်လာနိုင်တယ်ဗျ။ကျွန်တော်ဒီလောက်ထိလူစီးနေကိုအသေးစိတ်ပြောနေရတာဒီဂျာမနီအသင်းမှာ underrated ကစားသမားအများကြီးရှိနေတယ်ဆိုတော့သတိထားမိအောင်လို့ဗျ။နောက်တစ်ချက်ကသူတို့ရဲ့ကစားဟန်ဗျ။ဂျာမနီအသင်းရဲ့တမိုင်းကြောင်ပြန်ကြည့်ရရင်ဗျ။သူတို့ကတဦးကောင်းတယောက်ကောင်းနဲ့ထူးချွန်တဲ့အသင်းမဟုတ်ဘူးဗျ။သူကဒီအသင်းလိုက်ကစားဟန်ကိုပဲအသားပေးတာဆိုတော့ဒီသူတို့မှာ quality player တွေရှိရဲ့ဒါပေမဲ့ဘရာဇီးတို့ပြင်သစ်တို့လိုမျိုးဒီ star player တွေအများကြီးရှိမနေတယ်လို့လိုလည်းမလိုဘူးဗျ။ဘာလို့ဆိုသူတို့ရဲ့ညံ့ညောတဲ့ကစားဟန်ကဒီဘယ်ကစားသမားတဦးတယောက်ကိုမှမှီခိုမနေဘဲနဲ့ဒီအမြဲဟန်ချက်နေအောင်လုပ်နိုင်လို့ပဲဗျ။ဒီချက်ကပဲ superstar တွေပါလာတဲ့အသင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်ဗျ။လက်တလောဂျာမနီလက်ရွေးစင်အသင်းရဲ့မဟာဗျူဟာမြောက်ကစားကောက်မှာဆိုရင်ဒီ traditional play style ကိုဒီကိုကြီးကနေခွဲထွက်ပြီးတော့ဒီဘောလုံးပိုင်ဆိုင်မှုပူပြည့်ရဲ့ကစားဟန်ကိုပဲအာရုံစိုက်ထားတယ်။ high pressing ဆိုရဲ PRB ကစားခြင်းနဲ့အတူဒေါမွန်တင်းရဲ့ကစားဟန်လိုပဲပြိုင်ပတ်ရဲ့ကွင်းတော့အတွင်းမှာပဲဘောလုံးကိုပြန်လည်ရယူဖို့အတွက်ပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ဒီချက်ချင်းလက်ငင်း PRB မှုကိုအလေးပေးရဗျ။ပြိုင်ပတ်ရဲ့တိုက်စစ်တီဆောက်မှုတွေကိုနှောက်ယှက်ပြီးတော့မြန်ဆန်တဲ့ကိုသွင်းခွင့်တွေကိုဖန်တီးတာ fluid formation ဆိုတဲ့အတင်းကပွဲရနှုံးကိုထိန်းချုပ်နိုင်ဖို့နဲ့ပြိုင်ပတ်မျိုးမျိုးပုံမူတည်ပြီးလက်ရုံးညီချွေဖြစ်စေဖို့အတွက်4-2-3-1 4-3-3ဒါမှမဟုတ်ရင်3-4-3လိုမျိုးဘတ်စုံ3ကစားကွက်တွေကိုအသုံးပြုတာဖြစ်တယ်ဗျ။ကွင်းလယ်ကလူတွေကိုကြီးမြောင်းတဲ့ central area တွေမှာကစားဖို့နဲ့ပြိုင်ပတ်ခံစစ်တန်းကိုရှုပ်ထွေးသွားစေဖို့လဲနေရာတွေကိုမကြာခဏအပြန်အလှန်လဲကစားခြင်းပဲဖြစ်တယ်ဗျ။ rapid transition ဆိုတဲ့အသင်းဟာဘောလုံးရရှိတဲ့အခါမှာပြိုင်ဘက်ကခံစစ်မပြင်ဆင်နိုင်မိမှာပဲဒီနေရာလွတ်တွေအသုံးချဖို့အတွက် vertically မြန်မြန်ဆန်ဆန်ပေးပို့ခြင်းအာရုံစိုက်ခြင်းမျိုးနောက်ဒီ control position ဆိုတဲ့ဒီလှည့်မြန်တဲ့တံမြန်တိုက်စစ်တွေကိုရှာဖွေနေခြင်းအတွင်းမှာပဲဒီလိုအပ်တဲ့အခါဒီတိုက်စစ်ကိုစိတ်ရှည်စွာတည်ဆောက်နိုင်ဖို့အတွက်ဘောလုံးအသာစီးရယူထိန်းချုပ်ခြင်းမျိုးနောက်
တိုက်စစ်နဲ့ခံစစ်ကူးပြောင်းမှုတွေမှာဆိုရင်ဒီကွင်းရဲ့ area ကိုကြည်ကြည်ပြန့်ပြန့်လွှမ်းမိုးနိုင်မှုအတွက် full back တွေကိုဒီမှီခိုခြင်းမျိုးဖြစ်ပါတယ်နောက်တစ်ခုကကြောင့်ဒီတောင်မှာကစားသမားတွေအဖြစ်ဒါမှမဟုတ်ရင်ဒီအတွင်းထဲကိုဖြတ်ဝင်မှကစားသမားတွေအဖြစ်ကစားနိုင်တဲ့ကစားသမားတွေကိုအသုံးပြုပြီးတော့ဒီတိုက်စစ်စင်တဲ့ area တွေထဲမှာပဲပုံစံမျိုးစုံနဲ့ထိုးပေါက်ခြင်းမျိုးဖြစ်တယ်လက်ရှိဂျာမန်တင်းရဲ့ကစားရနေရဆိုဒီ Bundesliga ရဲ့နီးပူအပိုင်းနဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုတွေကိုပေါင်းစပ်ထားပြီးတော့ဂျာမနီအသင်းကိုကမ္ဘာအဆင့်ထိပ်တန်းအသင်းအဖြစ်ဂုဏ်သိက္ခာပြန်လည်ဆယ်တင်မှုရည်ရွယ်ထားတဲ့အပြောင်းအလဲတွေဖြစ်တယ်လို့ယူဆရပြနောက်ဆုံးချက်ကတော့ဒီပြိုင်ပွဲရဲ့ဖိအားသက်ရောက်မှုပြကျွန်တော်အရှိမပြောခဲ့သလိုပဲဒီလူတွေကဂျာမနီအသင်းရဲ့ underrated ကစားသမားတွေကိုတိတ်မသိကြဘူးပေါ့နောက်ဒီနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ဒီကမ္ဘာဗလာပြိုင်ပွဲနှစ်ခုကဒီကမ္ဘာဗလာပြိုင်ပွဲနှစ်ခုမှာပေါ့သူတို့အုပ်စုအဆင့်နဲ့ထွက်ခဲ့ရတယ်ဆိုရယ်မှတ်တမ်းရင်နောက်တစ်ခုကဒီနူရာတို့တက်စတီကန်တို့တိုနီခရူးစ်တို့ဂွန်ဒိုဝမ်တို့ဒီသောမတ်မူလာတို့လိုကစားသမားတွေမပါဝင်တော့မဲ့ဂျာမနီအသင်းကိုဒီအခြားအသင်းကြီးတွေနဲ့ရှင်အင်အားနဲ့သွားရလို့ယူဆထားကြတယ်ဗျဒီချက်တွေကပဲဂျာမနီအသင်းကဘာကြောင့်အခြားအသင်းကြီးတွေကိုကြုံလုံပြီးတော့ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်ရတယ်လဲဆိုတော့အကြောင်းပြချက်တွေပဲဖြစ်ပါတယ်ဗျဆိုတော့ဒါကကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်ဗျဒီကိုတို့ရဲ့ယူဆချက်တွေကိုလည်း comment အောက်မှာဆွေးနွေးပေးတော့ရပါတယ်ဗျဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ဒီလောက်ပါပဲဗျနောက်ပိုင်းမှာလည်းကမ္ဘာဖလားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ Premier League နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မှာဖြစ်ပါတယ်ဗျဆိုတော့ကြည့်ရှုပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပိုင်းမှာလည်းဒီထက်ကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့ပြန်လာပါအောင်မယ်ဗျ